လူမိုက်ဆိုရင်ရှောင်းနေလဲလို့မမီဝဲနဲ့ကေအောင်နေပညာရှိကိုအရှိတွဲလို့မိဝဲစီကနီယူစေလုံးမရဲ့နာမိပါများနဲ့ဆရာသမားကိုပူဇော်လေးချမ်းသာကိုပေးဆက်ဆက်ရဲ့ညော်ရည်သုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေကုသိုလ်ပညာဥစ္စာရဖို့တရားဒေတာအမြဲနေရှိကတင်ကြိုးပြုခဲ့မှုသည်ကောင်းမှုအထူးရှိပါစေမိမိကိုကောင်းထိန်လို့မတိမ်စေနဲ့စောင့်တည်လေဥစ္စာကိုပေးနေထိုင်ရဲ့ညော်တွေသုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေတကောင်းတရားဟုသည်များကိုကြားမြင်သူတရှိပါစေအိုးအိမ်တီထောင်ဝမ်းသာရဲ့နဲ့အသက်မွေးဖို့အတက်သေးလေလူနစ်ဆိုင်ရာခြင်းဝင်များကိုကောင်းစွာသင်ကြားနာလေစေမှန်ကန်ရင်ချစ်ချိုတာဆိုရတပါစေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေမြတ်မိုးရွှေတောင်းမိဘချေကိုကောင်းစွာဆက်ပေးဝိချေစေကျွေးသေးချတာတာနဲ့မယားကိုမြောက်စားချီးမြှင့်ဝတ်ကုန်စေအလောက်တော်ဝေးမလေးနဲ့အပြစ်ကင်းအောင်လုပ်ပါလေစီစိန်ကိုပေးပြုစုရဲ့မျော်လေးသုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေသုံးတစေတနာဖြူစင်လန်းလို့ဘေးကံဝိညာဉ်လူနိုင်စေကိုယ်နှုတ်စိတ်ချမ်းမမိုက်မာနဲ့သူစရိုက်တရားကိုချစ်မာလေဆွေမျိုးတွေကိုပြစ်မထားနဲ့သင်္ကားတရားနဲ့ချီးမြှောက်လေတန်စင်ပြမျိုးလူတို့အချို့တေဖို့ရဆောင်လေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေမကောင်းမှုတွေကိုသည်များကိုမတွေ့ခင်သာရှောင်ချင်လေတွေ့ကြုံလာလျင်မလို့ကျူနဲ့အထူးသဖြင့်ဆောင်စည်းနေအရက်သေးစားမတော့စားနဲ့မောင်မာတဲ့အရာပဲလောကီပြောချတတိထားတရားမမေ့စေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေအတ္တကိုဝါကိုထချီကစီကံခါသာယုသေးစေမာနတကုံကုံမချောနဲ့ကိုကိုနှိမ်ချမြင်နေလောဘအပေါ်လို့မလိုက်နဲ့ကိုထိုက်တာနဲ့ခြေနဲ့လေကိုပေါ်ပြူသူချေသူအထူးတည်တဲ့စေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေဝိစာနေထိုင်ရန်ခတ်တဲ့စိတ်ကိုချုပ်ထိန်တီးခံလေကြိုးချောင်းပြညို့ဆုံးမစကားကိုပြောချလာကနားလွေစေသူမြတ်ပုဂ္ဂိုလ်ဟုသည်များကိုမချခဏတွေ့ဆုံးလေတဘာဝတွေ့မှန်ကြရဲ့ဆွေးနွေးမပြတ်ပေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေလောကီအာယုံစိတ်ယူမှုလို့ပြောမကျူးနဲ့ချိုးချလေမေတ္တာပြမစိုးလက်ကိုင်းတုံးလို့သူမြတ်ခြင်းထောက်ရင်မသွေလေးပါးသစ္စာဉာဏ်မြင်ကြည့်လို့အမှန်သိအောင်ကြိုးစားလေဒုက္ခလွတ်ကင်းနိဗ္ဗာန်ချင်း
အလင်းပေါက်နိုင်စေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေစီရဲ့ချမ်းသာတဲ့ဘာဝကိုတွေ့ကြုံနေကြလူတိုင်းမေကောင်းစိုးနှစ်တန်းဆုံးတွေ့လို့တလဲစီလဲအမြဲနေလောကရန်ကြုံမဖြုံးစမ်းပေါ်မတုံစမ်းနဲ့စိတ်ခိုင်လေတောကကိုထိရမသိအင်းငိတ်ချမ်းသာနေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေ38ဖြာမင်္ဂလာတရားကိုပြတ်ပြနေကြကပ္ပမြေဟိုတိုင်းဒီပြေးရစိတ်ခင်လို့လူနဲ့လူချင်းတက်ခါနေငြိမ်းချမ်းပါစေအာဒီတာနဲ့စွမ်းနိုင်ရာကကူညီတယ်လေ38ဖြာမင်္ဂလာတရားရေတာဖြတ်ငါဝေအဖို့တန်နဲ့ဗုဒ္ဓဝါဒကဘာကတိပါစေ